အာယုံခံကရိယာတစ်ခုကလူတစ်ယောက်ရဲ့မျက်လုံးကိုလာမှန်ခဲ့တယ်သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မှာဓာတ်မှန်ရိုက်တဲ့လိုမျိုးအရာရာကိုဖောက်ထွင်းနေနိုင်တဲ့ ablation ထူးခြားဆန်းပြတဲ့စွာအားတစ်ခုရရှိသွားမှန်းသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအင်ရှင်မကသူ့ဘေးနားရောက်လာတာကြောင့်လူငယ်လေးသူ့စွာအားကြောင့်ဖောက်ထွင်းမြင်ရပြီးချက်ချင်းပဲနှာခေါင်းသွေးတွေပန်းထွက်လာတော့တာပေါ့အဆက်ပြေဖို့အတွက်သူဟာအမိုက်သွားပြစ်မဲ့ပုံစံနဲ့အောက်ထပ်ကိုအမြဲပြေးဆင်းခဲ့ရတယ်ဒါပေမဲ့အမိုက်ကုန်းသားလေးရောက်ရောအမိုက်ကုန်းထဲမှာထူးဆန်းတဲ့ရုပ်တုတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီရုပ်တုကတကယ်တော့တန်ဖိုးမဖြစ်နိုင်တဲ့ຢာတစ်ခုပါ။သူလည်းရုပ်တုကိုချက်ချင်းကောက်ယူပြီးကျန်းပြေပေါ်လွှတ်ထုတ်လိုက်တယ်။မမျှော်လင့်ပဲအဲ့ဒီရုပ်တုထဲမှာတစ်စိတ်တုံးတစ်ခုဝတ်ထားတာကိုတွေ့လိုက်ရတယ်။ဒီတစ်စိတ်တုံးရဲ့တန်ဖိုးကိုအတိအပြုဖို့အတွက်သူဟာရှင်းအောင်ပစ္စည်းဆိုင်တစ်ဆိုင်ကိုယူသွားခဲ့တယ်။ကျွမ်းကျင်သူနှစ်ယောက်ကစစ်စစ်အကဲဖြတ်ပြီးတဲ့နောက်မှာတော့ဒါဟာတကယ်ရှင်းအောင်ပစ္စည်းအစ်စ်ဖြစ်နေတာကိုတွေ့။သွားကြပြီးဒေါ်လာ9သိန်းနဲ့ချက်ချင်းဝယ်ဖို့ကမ်းလှမ်းခဲ့ကြတယ်။အခုဆိုရင်သူဟာချမ်းသာတဲ့သူတစ်ယောက်ဖြစ်သွားပြီဆိုပေမဲ့ဒီလောက်နဲ့တင်အားမရသေးဘူး။ဒါကြောင့်သူဟာချစ်သူကောင်မလေးကိုခေါ်ပြီးရှင်းအောင်ပစ္စည်းလေးလံပွဲတစ်ခုကိုသွားခဲ့တယ်။လေးလံပွဲကိုရောက်ချင်းမှာပဲကြောက်တုံးကြီးတစ်လုံးထဲမှာကြီးမားတဲ့ရတနာတိုက်ကြီးဝက်နေတာကိုသူမြင်လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီကြောက်တုံးကဒေါ်လာ3 သန်းလောက်တန်ဖိုးသတ်မှတ်ထားတာမလို့သူ့မှာအဲ့ဒီလောက်အထိပတ်စံအများကြီးမရှိသေးဘူး။အဲ့ဒီအချိန်မှာပဲသူကအကြံတစ်ခုရသွားတယ်။သူဟာဘေးနားကခက်ချိုချိုကြောက်တုံးတစ်လုံးကိုတမင်တကာဝယ်လိုက်တယ်ပြီးတော့လူအများရှိမှအဲ့ဒီကြောက်တုံးကိုဖျက်ခိုင်းလိုက်ပြီးကြောက်တုံးရဲ့အနားသက်လေးကိုပဲဖျက်ပေးဖို့တောင်းဆိုခဲ့တယ်။ကြောက်တုံးကိုဖျက်လိုက်တဲ့အခါမှာတော့အနားသက်မှာစိမ့်ဖန့်ဖန့်ကြောက်စိမ့်ရောင်လေးပေါ်လာတာပေါ့။အားလုံးကလည်းဒီကြောက်တုံးတစ်လုံးလုံးဟာကြောက်စိမ့်တွေကြီးပဲလို့ထင်သွားကြပြီးလူတစ်ယောက်ကဒေါ်လာ2 သန်းနဲ့ဝယ်ဖို့ချက်ချင်းပဲကမ်းလှမ်းလာခဲ့တယ်။သူလည်းချက်ချင်းပဲသဘောတူပြီးရောင်းချလိုက်တယ်။သူ့ရဲ့လုပ်ရကြောင့်ချစ်သူကောင်မလေးကအတော်လေးဝေခွင့်မရဖြစ်သွားခဲ့ရတဲ့အကြောင်းကတော့တကယ်လို့ကြောက်တုံးတစ်လုံးလုံးကကြောက်စိမ့်စစ်ဆိုရင်အနည်းဆုံးဒေါ်လာ10 သန်းလောက်တန်မှာမလို့ပါဒါပေမဲ့သူကတော့ဘာမှတိတ်ပြီးရှင်းမပြခဲ့ဘူး။အဲ့ဒီအချိန်မှာပဲကြောက်တုံးဝယ်သွားတဲ့သူကသူ့တပည့်တွေကိုကြောက်တုံးကိုဆက်ဖြတ်ဖို့ခိုင်းလိုက်တယ်။ဒါပေမဲ့ကြောက်တုံးထဲမှာဘာမှမရှိတော့ဘဲလုံးဝကိုအသုံးမကျတဲ့အမိုက်တုံးကြီးဖြစ်သွားခဲ့ရတယ်။အဲ့ဒီတော့မှကောင်မလေးလည်းသူမချစ်သူဘာကြောင့်ဒီလိုလုပ်ခဲ့လဲဆိုတာကိုနားလည်သွားအားတော့တယ်။နောက်တော့သူဟာရလာတဲ့ပတ်စံတွေနဲ့အစောကတန်ဖိုးကြီးဆုံးကြောက်တုံးကြီးကိုဝယ်လိုက်တယ်။ဒါပေမဲ့ဘသူကမှသူ့ကိုအကောင်းမမြင်ကြဘူး။တထေးကြီးတယောက်ကဆိုရင်ဒီနေရာကစီးရဲသားတွေလာရမယ့်နေရာမဟုတ်ဘူး။လူတော်မှောင်ပြောင်တယောက်ခဲ့သေးတယ်။အဲ့ဒီနောက်မှာတော့သူကကြောက်တုံးကိုဝန်ထမ်းတွေစီအပ်လိုက်တယ်။ကြောက်တုံးကိုဖျက်လိုက်တဲ့တင်းကမှာပဲကြီးမားလာတဲ့တော်ဝင် Egret ကြောက်စိမ့်စိမ့်အောင် Imperial Green Jade ကြီးပေါ်ထွက်လာပြီးဒီကြောက်စိမ့်ဟာအနည်းဆုံးဒေါ်လာတန်း100တောင်တန်ကြီးရှိနေပါတယ်။ဒါကိုမြင်လိုက်ရတဲ့အဲ့ဒီတထေးကြီးလည်းမျိုးလုံးပြူးသားနဲ့စွန့်သွားရရှာပါတော့တယ်